ခြေကနံပါတ်3ကအပေါ်ဖောင်းနော်ဒီပုံလေးတင်ပေးမယ်အပေါ်လည်းဖောင်းတယ်အောက်လည်းဖောင်းတယ်အဲဆိုတော့အပေါ်လည်းခွဲကားလုပ်မယ်အောက်ကိုလည်းခွဲကားလုပ်ပြီးမယ်အပေါ်မှာပြထားတဲ့ပုံလေးပေါ့နော်အဲဆိုတော့ပေါ်လည်းခွဲကားလုပ်မယ်အောက်လည်းခွဲကားလုပ်မယ်အရင်တိုင်းပဲ6ကွက်အဲဆိုတော့အလယ်မြင်းရဲ့ဘေးကိုမြင်းနဲ့ကြောင်းဆွဲမယ်အဲဆိုရင်ဒါဆို1 3 4 5 6ကွက်ဆိုရင်အောက်ကိုလည်းခွဲကားလုပ်မယ်အောက်ကနေပြီးတော့ခွဲကားလုပ်ပြီးတော့ညှပ်မယ်နော်အောက်ကိုခွဲကားလုပ်မယ်ဆိုတော့ဒီအလယ်မြင်းလည်းလောင်စင်းအောက်ကမြင်းကိုလည်းဘာလုပ်ပေးရမလဲညှပ်ပေးရမယ်ပြီးရင်အပေါ်လည်းခွဲကားလုပ်မယ်ပေါ်နဲ့အပေါ်ကနေပြီးတော့ခွဲကားလေးလုပ်မယ်ဘာမှမခက်ဘူးနော်သဘောတရားလေးကိုပဲနားလည်အောင်ဆိုတော့လေကိုညှပ်မယ်ပေါ်လည်းခွဲပြီးသွားပြီအောက်လည်းခွဲပြီးသွားပြီခြေတို့ဒီအလယ်ကနေပြီးတော့မြင်းတစ်ကြောင်းလေးဆွဲပေးလိုက်နော်ဆွဲပြီးသွားလို့ရှိရင်ဒီမှာခြေတို့ကဒါကိုခွဲကားလုပ်မယ်ဆိုတော့လက်တက်တက်ရလဲသူ့မြင်းလေးတစ်ကြောင်းဆွဲဆိုရင်အလယ်မြင်းကအလယ်မှာချပြီးသွားလို့ရှိရင်အစွန်းနှစ်ဖက်ကဒီအစွန်းနှစ်ဖက်ကဒီအလယ်မြင်းနဲ့အလယ်မြင်းပေါ်မှာရှိရမှာဆိုအစွန်းနှစ်ဖက်ကိုတိတ်ရင်ကတ်မယ်တိတ်ရင်ကတ်ဒီလိုလေးဖြစ်သွားမယ်အလယ်ကအလယ်နော်အဲဒါဆိုရင်ဘယ်လောက်အကွာလဲဆိုတော့4 cm အကွာ4 cm အကွာတစ်ကွက်တစ်ကွက်ကို4 cm ဘယ်လောက်အကွာပေါ့4 cm အကွာနော်ဝေးရ4 cm တစ်ကွက်တစ်ကွက်ကို4 4 4 4 4 cm အကွာနော်အဲဆိုရင်အောက်ချမ်းကိုလည်းအဲ့လိုပဲအောက်ချမ်းကိုဒီအလယ်ဒီနှင်းလေးနဲ့ပြထားတဲ့လယ်မြင်းနဲ့ဒီလိုလေးတွက်ဆက်ပြီးသူ့အကွာဝေးရတစ်ကွက်ကို5 cm ကားလေး5ဆိုတာနည်းနည်းကားဒီကိုဆက်နေတယ်5 cm မဟုတ်ဘူး4 cm ရနော်ကိုလိုချင်တဲ့အတိုင်းပါဝေးထားလိုက်ပြီးသွားလို့ရှိရင်
ခြေတို့ကပြန်ဆက်ပြန်ညှိပြီနော်အကုန်လုံးကိုတညီတည်းဖြစ်အောင်ပြန်ညှိလိုအပ်တဲ့နေရာလေးပြန်ဖြည့်ပြန်ညှိဝိုင်းလေးဆိုရင်အပေါ်လဲအတွန်းအောက်လဲအတွန်းတွန်းစာထည့်ပြီးဝိုင်းအပေါ်ကအကွာအဝေးကတစ်ခွက်ကို4 cm အောက်ကကျတော့နည်းနည်းတွန်းစာများခြင်းတဲ့အတွက်1 cm လေးပို့ထားတယ်5 cmနှုတ်ပတ်တန်ကိုချိန် Facebook အကောင့်မှာတွားပြီးတော့တင်ထားပေးမယ်နော်အဲ့ဒါတွားကြည့်ပြီးတော့လေ့ကျင့်လို့ရတယ်နှုတ်လေးတွေပြန်ထုတ်လို့ရဒီပုံလေးဖြစ်သွားမယ်နော်အဲ့ဒါဆိုရင်အပေါ်ကိုလည်းတွန်းစာလေးတွန်းပြီးတော့ချီကျဲလေးနဲ့တွန်းလိုက်အောက်ကိုလည်းချီကျဲလေးနဲ့တွန်းလိုက်လူချင်းတဲ့ပုံစံလေးရဒီပုံစံလေးဖြစ်သွားမယ်နော်ဒီလိုလေးဒါဆိုရင်နှုတ်ပတ်တန်လေး1 2 3ဆိုပြီးတော့3မျိုးလောက်ထားပေးတယ်အချိန်ရ